မိုးပိုင်တစ်ချည်းဖြစ်ပါတယ်ဒီကကတော့တော့ကစားရတဲ့အဲ့ဒီလိုခတ်ပြပြီးတော့အဲ့ဒီလိုအပကလေးနဲ့အသုံးတော်ခံလို့ပြီးကြတာမြန်မာနိုင်ငံတော်မှာဆက်ကြရထင်ရှားလာပါတယ်ဆိုတော့ချင်းလိပ်ပြနာနာဝဲဆိုတဲ့နာမည်တစ်လုံးကိုအဲ့ဒီလိုစုခူးလို့ရရှိလာခဲ့တာဖြစ်ပါတယ်ဒီမှာလာတောင်ရုံးကိုအောင်စော့ကြော်ပါဗျာတောင်ရုံးကိုအောင်စော့ကြော်ဒီလိုကနာမည်ကြီးတယ်ဓာတ်ပုံပါလဲနာမည်ကြီးပါလေFacebook မှာသူလဲဆက်ရည်